ကလစ်ပန်ပြောသူဒေါ်လန်ကလစ်ကတော့အားလုံးပဲမင်္ဂလာပါခင်ဗျဒေါ်လန် YouTube channel လေးဖြစ်တဲ့ຫນွေဦးအဖန် YouTube channel လေးနေပြီးတော့တပံပြန်လည်းပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ဒီချိန်လေးကတော့ຫນွေဦးအဖန်ရဲ့ဝိုင်းတော်သားများဖြစ်ကြတဲ့ကျွန်တော်တို့ရဲ့မြောက်ဝေတင်ဆက်ပြမယ့်ချိန်လေးကိုကြားလို့လာတာပေါ့ဗျာကျွန်တော်တို့ဒီနေ့မှာတော့ကလစ်ကတော့ကိုပြန်လည်းပြီးတော့မြောက်ပြီးသွားချင်တာလေးကတော့ဆရာတော်အရှင်စန္ဒာတိကရွှေပါရမီတော်ရပြုစုရေးသားတော်မူထားတဲ့တောကဗန်တိုင်းအဝေးကလူဆိုတဲ့စာအုပ်လေးရဲ့အခန်းဆက်လေးဖြစ်တဲ့အခန်းဆက်ခွင်နဲ့အခန်းဆက်ရှင်လေးပဲဖြစ်ပါတယ်အခန်းဆက်လေးတွေကိုဆက်လက်ပြီးတော့အရှုပ်ဖမ်းမြောက်ခွင့်ပြုပါလို့ဆရာတော်ဘုရားနဲ့သက်ဆိုင်သူတအုပ်တယောက်ချင်းစီတိုင်းကိုဘုရားတပည့်တော်တို့မေတ္တာရဲ့အခန်းခွင့်ပန်လျှောက်ထားပါသည်ဘုရားအခန်းဆက်ခွင်ရှင်အေးအောင်အရှင်လေးညစ်ပါတော့ကဗန်တိုင်းမဖြစ်စေချင်ဘူးဆိုလို့ရှိရင်တော့တက်ရှိတတ်မဲ့ဘဲအာယုံကိုမစိုးတဏှာနဲ့မတွေ့တာပါနဲ့အနာခံရန်တာမဖြစ်သေးဘူးဆိုရင်တော့တဏှာဆိုတဲ့တန်ရောစင်စိတ်လေးရတော့ရှိအောင်မပေါ့ဒါပေမဲ့ဒီတန်ရောစင်ကြိုးကိုမတင်အောင်ပဲကြိုးစားမှာပဲတန်ရောစင်တက်ကလေးကိုတော့လျှော့ပေးရမှာပဲတန်ရောစင်လျှော့တယ်ဆိုတာကဘယ်လိုလျှော့မလို့ကိုယ့်ရဲ့စိတ်ကိုဘာဝနာတစ်ခုခုနဲ့ထုံမွန်းပြီးတော့လျှော့ရမှာဘာဝနာတစ်ခုခုကိုဆွဲဆွဲမြဲမြဲနဲ့ပွားနေမယ်ဆိုရင်တန်ရောစင်တက်ကအလိုလိုနေနဲ့တဖြည်းဖြည်းတစ်ခုဖြည်းဖြည်းနဲ့လျှော့သွားတယ်အပြည့်စုံနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့စင်နေခြင်းရဲ့ရှုမှတ်ခြင်းရဲ့ဒီနှမျိုးနဲ့တန်ရောစင်လျှော့ရမှာပါလေစင်ကြင်ခြင်းနီလန်နဲ့ရှုမှတ်ခြင်းနီလန်နှမျိုးနဲ့စိတ်စင်မှာတန်ရောစင်တက်တွေရော့ရော့သွားအောင်မလို့နဲသွားအောင်မလို့လုပ်ရမယ်ဗလားလို့ခေါ်တဲ့စွမ်းအားကလည်းနှမျိုးရှိတယ်ပရိသင်္ခဏဗလားတဲ့စင်ကြင်မှုစွမ်းအားဘာဝနာဗလားတဲ့ရှုမှတ်မှုစွမ်းအားတမတ်တွေ့တာမူဆိုတဲ့တန်ရောစင်တဏှာတန်ရောစင်အပါဝင်ကိလေသာတွေကိုပယ်တတ်တဲ့နေရာမှာစင်ကြင်မှုစွမ်းအားရဲ့ရှုမှတ်မှုစွမ်းအားရဲ့ဒီစွမ်းအားနှမျိုးစလုံးကိုလိုအပ်သလိုအသုံးပြုပြီးတော့ပယ်ရမယ်ဒီသားသမီးဒီမိဘတွေကတန်တရားတစ်ချောင်းလုံးဒီလိုကြီးပဲစုံတွေ့ကြတာမဟုတ်ဘူးကံအကြောင်းတင်လို့မလို့တခါတရံလေးစုံတွေ့ကြတာမြစ်ပြင်းထဲမှာမျောနေတဲ့ဘေးတာပင်လိုမျိုးပဲလေးတိုက်တော့ကျတော့ဒီဘက်ကလေးတိုက်တော့ဟိုဘက်သွားဆုံးဟိုဘက်ကလေးတိုက်တော့ဒီဘက်ကိုလာဆုံးတာပဲလေးကတွဲပြီလို့ဘေးတာပင်တွေတပင်နဲ့တပင်တွဲကြရတယ်လေးကခွဲလိုက်လို့ရှင်လဲဘေးတာပင်တွေတအုပ်နဲ့တအုပ်ပြန်ကွဲကြပြန်နေစတဲ့အဖြစ်တွေ့ဆုံမှုတွေမတိမြဲတဲ့သဘောတဘာဝတွေကိုဆင်ခြင်ထားရမယ်ဒါဆိုလို့ရှိရင်တဏှာတန်ရုံးစင်တက်လေးတွေအတိုင်းအတာတစ်ခုထိယော့သွားမယ်ဒါလို့ဆင်ခြင်မှုစွမ်းအားတွေနဲ့တန်ရုံးစင်တွေကိုလျှော့တာပဲဆင်ခြင်မှုစွမ်းအားတွေကလည်းဆင်ခြင်ပုံနည်းလမ်းတွေဆင်ခြင်စရာအကြောင်းတွေကလည်းအများကြီးရှိတယ်လူတယောက်ကိုရှင်းတယ်ဆိုတာကဒီလူကိုဒူးထောက်လက်မြောက်ပြီးတော့အရှုံးပေးလိုက်ရတာပဲတန်ရုံးစင်ဆိုတဲ့သဘောလေးကိုနှလုံးသွင်းလိုက်မယ်ဆိုရင်တော့တန်ရုံးစင်ကယော့တာပဲဒါကတော့မြင့်မြတ်သူတို့ရဲ့စံအိမ်ဆိုပြီးတော့အကျယ်ဟောထားပြီးသားပါဒါလည်းတန်ရောစတဲ့တရောနေတော့ပြီဆိုလို့ရှိရင်စိတ်အေးချမ်းတဲ့စင်ကြင်မှုစွမ်းအားပဲပေါ့အဲ့ဒါလိုအဖြစ်ပေါ့လေတန်ရောစရဲ့အပြစ်တွေတဏှာရဲ့သဘောတွေကိုစင်ကြင်ရမယ်တန်ရောစမှာတဏှာမှမဟုတ်ဘူးတဏှာတန်ရောစအကြောင်းရင်းဖြစ်တဲ့တဏှာတန်ရောစဖြစ်စေရာအာယုံဖြစ်တဲ့တန်ရှိတတ်မဲ့အကာမဝတ္ထုတွေရဲ့သဘောတရားကိုအမှန်တိုင်းစင်ကြင်တတ်မယ်ဆိုလို့ရှိရင်တန်ရောစကလျော့တာပဲရှုမှတ်စွမ်းအနေနဲ့လည်းဖြစ်လာတဲ့တန်ရောစင်ပေါ်မှာဖြစ်နေတဲ့ချိန်မှာဖြစ်နေတဲ့အတိုင်းလေးပဲရှုမှတ်လိုက်တယ်တာယာလို့ရှိရင်တာယာတယ်တတ်မှတ်တယ်ဆိုရင်တတ်မှတ်တယ်စတဲ့အဖြစ်ပေါ့ဒါလိုမှမဟုတ်ပဲတန်ရောစင်ဖြစ်နေတဲ့အာယုံကိုပဂတိအရှိတိုင်းရှုမှတ်လိုက်ရင်လည်းတန်ရောစင်တက်တရားလျှော့နေသွားပါတယ်မြင်ရင်မြင်တယ်ကြားရင်ကြားတယ်ထိရင်ထိတယ်တွေးရင်တွေးတယ်စတဲ့အဖြစ်ပေါ့ဒါကတော့တန်ရောစင်ဖြစ်လာကမှရှုမှတ်ပြီးတော့တန်ရောစင်လျှော့တာတန်ရောစင်မဖြစ်ခင်ကတည်းကတန်ရောစင်တက်တွေဝင်ရောက်မလာအောင်မလို့တန်ရောစင်တက်တွေတိုးပွားမလာအောင်မလို့ကိုယ်စိတ်ကိုဘာဝနာတစ်ခုခုနဲ့အမြဲပဲထုံမှန်ထွက်မယ်ဆိုလို့ရှိရင်တော့တန်ရောစင်တက်တွေကလျှော့သွားမှာပဲတရားနာပရိသတ်တွေကစိတ်ပူတာကိုကြိုက်တာစိတ်အေးရတာကိုကြိုက်တာကဲစိတ်အေးရတာကိုကြိုက်မှာပါစိတ်အေးတာကိုကြိုက်လို့ရှိရင်စိတ်ထဲမှာအပူဓာတ်တွေကိုလျှော့ပေးရမှာပေါ့စိတ်ထဲကိုအေးဓာတ်တွေကိုထည့်ပေးရမှာပေါ့ဥစဉ်တော့ဟိုးတနေ့တုန်းကအကြောင်းတကာတယောက်ကျောင်းတကာတကမတွေကအာယုံစွမ်းမှာရွှေတောင်ခေါက်ဆွဲတွေကတယ်ကဲခေါက်ဆွဲရင်းနဲ့မှဆိုတော့ငရုတ်သီးဆက်တွေပါတော့ဥစဉ်လို့လည်းအဆင်မပြေဘူးအဆက်ဆိုတာလည်းတဲ့ကိုမတဲ့တော့လုံးဝကိုရှောင်ထားတာလေအဲ့ဒါကြောင့်ရွှေတောင်ခေါက်ဆွဲတို့ကြက်တိုင်းနေတွေမှာလည်းငရုတ်သီးတွေခန့်နိုင်လေးထည့်ထားတော့တော်တော်လေးကိုဆက်နေရပေါ့ကဲအဆက်စားနေကြမို့တော့သူများထပ်ပိုးဆက်တယ်ဒါပေမဲ့မပြောပါဘူးကိုကလည်းကိုကြိတ်ပြီးတော့ပဲဆက်နေလိုက်တာပေါ့ချူးချူးချဲချဲနဲ့လှုပ်ပြနေမို့တော့ကိုဆက်နေမှလည်းဘယ်သိမလို့ကိုကကိုပဲဒီလိုပဲတစုံပြီးတစုံယူပြီးပုံပေးလိုက်တာပဲကြားလာတော့ပါဇက်တွေကတားပူလာတယ်ပါဇက်တွေပူရဲဆိုအသွင်းရှာတွေပစောင်းတွေအပြင်နှခမ်းသားတွေပါဇက်နဲ့ပတ်သက်တဲ့ဟာတွေမှန်တယ်များအကုန်ပူလာတာမျက်လုံးတွေကတော့ပူလာနော်ဒလုံးနဲ့တဝက်လောက်လဲစားပြီးတော့စားနေတဲ့ပကံလေးကိုတံမယာရည်လေးညှစ်ထည့်လိုက်တယ်ပေါ့တံမယာရည်လေးညှစ်ပြီးတော့နှံ့အောင်နဲ့ဖုံးပေးလိုက်တဲ့ခါကျတော့အဆက်ကတစ်စက်မှမရှိတော့ပူတတ်တဲ့ဆက်တတ်တွေကလုံးဝပြောက်သွားတယ်ရှာလေးလည်းအေးသွားပဲ
နှခမ်းလေးတွေလည်းအေးလို့ဖဆောင်လေးတွေပါတယ်ဆိုလဲခရွင်းတစ်ခုလုံးလည်းအေးလို့ဓာတ်ရဲ့သဘောကတော်တော်လေးကိုစမ်းကြတယ်နော်ငရသီးဆက်နေတဲ့ထဲကိုတံမြာကြီးညှစ်လိုက်လို့ရှင်အဆက်တွေကဘဲရောက်လို့ဘဲပြောက်တော့မှမသိဘူးအပူအဆက်တွေကိုအချင်းတက်ကနိုင်တယ်လို့ပြောမှာပေါ့ကဲဒါပြင်တရားနာပရိသတ်ရဲ့နှလုံးသားလေးဟူသောရွှေတောင်ခေါ်ဆွဲတဲ့မှာလေတခါတရံတော့ကလေးဟူသောငွေသီးတွေပူလောင်မနေဘူးလားကဲပူနေတယ်နော်အဲ့ဒါလို့ကိုယ်နှလုံးသားရွှေတောင်ခေါ်ဆွဲတဲ့မှာပူနေတဲ့တော့ကငွေသီးတွေအပူဓာတ်တွေကိုအေးစေခြင်းနဲ့ဆိုလို့ရှိရင်တော့တရားဓမ္မတံမြာရည်လေးတွေကိုညှစ်ထည့်ရမယ်ဒါကခြုံငုံပြီးတော့အနည်းပြောလိုက်တာအနည်းရှုပ်ပြီးတော့ပြောလိုက်တာနေရာဓမ္မတံမြာရည်ညှစ်ရမယ်ချက်ပြောရမယ်ဆိုလို့ရှိရင်တော့ကုသိုလ်တရားဆိုတဲ့တံမြာရည်တွေညှစ်ထည့်ရမှာပေါ့ကိုယ်စိတ်ထဲမှာဒါနဆိုတဲ့တံမြာရည်တွေညှစ်ထည့်ရမယ်သီလတံမြာရည်တွေညှစ်ထည့်ရမယ်ဝေယဝိဆတံမြာရည်တွေညှစ်ထည့်ရမယ်တရားနာတရားစာအုပ်ဖတ်ဆိုတဲ့ဓမ္မတဝနာတံမြာရည်တွေညှစ်ထည့်ရမယ်ကုသိုလ်မျိုးစုံတံမြာရည်တွေကိုအစဉ်ပြေသလိုမျိုးညှစ်ထည့်နေရမယ်တော့ကအဘူးဆိုတာစိတ်ကဖြစ်တာမလို့စိတ်ကိုတိုက်ရိုက်ထုံမွန်းတာတက်တက်နဲ့ပြောမယ်ဆိုရင်တော့ကိုယ်စိတ်ထဲကိုတမနာဝိပဿနာဆိုတဲ့ဘာဝနာတမယာရည်တွေအမြဲမပြတ်ညှစ်ထည့်နေရမယ်တရားဘာဝနာတွေကတော့တမယာရည်တွေလည်းမကြာခဏညှစ်ထည့်ပေးနေရမယ်ဆိုလို့ရှိရင်တော့ကဗန်နိုင်ထဲကတော့ကအပူတွေတပြေးပြေးနဲ့လျှော့သွားပြီးတော့နောက်ဆုံးမှာကျတော့တော့ကလုံးဝမှကင်းတဲ့ဒုက္ခဗန်နိုင်ကြီးဖြစ်သွားပါလိမ့်မယ်ကိုယ်စိတ်ထဲကိုမတ်တမယာရည်တွေဖိုးတမယာရည်တွေအထိပါညှစ်ထည့်နိုင်မယ်ဆိုရင်တော့ကအပူတွေနာမကကိလေသာအပူတွေအားလုံးအမြင့်ပြတ်ချုပ်ငြိမ်းရာထားစေအေးချမ်းသွားတော့မှာပဲကိုယ်နှလုံးသားကနိဗ္ဗာန်ဗန္ဒာကြီးဖြစ်သွားပါပြီ။နေရာနာပရိသတ်များကအချိန်ပြည့်ဒင်းကြံပြည့်ဒုက္ခဗန္ဒာကြီးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တော့မတ်တမယာရည်ဖိုးတမယာရည်အထိအောင်ကိုညှစ်အမှာမတ်ဖို့မရသေးသမျှကတော့ဘယ်ဒုက္ခမှမမြဲဘူး။ဇံရတဲ့ပုဂ္ဂိုလ်တော်မှကိလေသာဝင်သွားတာနဲ့ဇံလျှောကြတော့တာပဲ။ဝိပဿနာဉာဏ်စဉ်ရထားတဲ့ပုဂ္ဂိုလ်ကလည်းအာမထုတ်ပဲနဲ့ထားလို့ရှိရင်ဉာဏ်စဉ်တွေရှောသွားတယ်။ရှိတာမှရထားတဲ့ဉာဏ်စဉ်တွေအိမ်ပြန်ရောက်သွားလို့အမြဲတမ်းလိုက်နေပါတယ်ဆိုတာမရှိဘူးနော်။ဆက်ပြီးတော့ရှုမှတ်သွားရင်တော့ရမှာပေါ့။ဇံရတဲ့ပုဂ္ဂိုလ်ဇံရှောသွားတယ်ဆိုတာရှိတယ်။ဝိပဿနာဉာဏ်ရထားတဲ့ပုဂ္ဂိုလ်ဝိပဿနာဉာဏ်ရှောသွားတယ်ဆိုတာရှိတယ်။ဒါပေမဲ့မတ်ရပြီးသားပုဂ္ဂိုလ်မတ်ရှောသွားတယ်ဆိုတာမရှိဘူး။သောတာပန်ဖြစ်ပြီးသားပုဂ္ဂိုလ်ကသူသောတာပတ္တိမတ်လေးပြောက်သွားတယ်ဆိုတာမရှိဘူး။မတ်ရှောသွားတယ်ဆိုတာမရှိဘူး။သောတာပတ္တိဖို့ပြောက်သွားလို့ဖို့ရှောသွားတယ်ဆိုတာမျိုးလည်းမရှိဘူး။ဒါကြောင့်မတ်ဖို့ဆိုတာခိုင်မာတဲ့သဘောရှိတယ်အဲလိုခိုင်မာတဲ့သဘောတရားရှိတဲ့မတ်ဖို့တန်မြာရည်အထိရောက်ညှိတယ်ရမှာပေါ့အဲလိုသဘောနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မတ်ကုသိုလ်ဆိုတဲ့တန်မြာရည်တွေကိုယ်စိတ်ထဲမှာညှိထည့်နေအောင်ကြိုးစားမယ်ဖို့ဆိုတာကတော့မတ်ရဲ့အကျိုးစားပါပဲမတ်ရလို့ရှိရင်တော့သက်ဆိုင်ရာဖို့ကအလိုလိုရပြီးသားပဲဖို့ဆိုတဲ့စကားလုံးကမတ်ရဲ့အကျိုးလို့အဓိပ္ပာယ်ရတယ်ဒါကြောင့်မတ်ကုသိုလ်မရသေးသမျှဘလောက်အစင်းတန်းမြင်နေဘလောက်ကြီးကျယ်တဲ့ကုသိုလ်လေးပဲဖြစ်ဖြစ်ဝိပဿနာဉာဏ်တွေပဲဖြစ်ဖြစ်မခိုင်မြဲသေးဘူးခိုင်မြဲတဲ့မတ်မှာမရသေးဘူးဆိုမှတော့ကိုယ်နှလုံးသားဟာသောကဗန္ဒိုင်လုံးဝမပြည့်ပဲနဲ့ဒုက္ခဗန္ဒိုင်ကြီးအချင်းပြည့်ဖြစ်နေတာမျိုးလည်းမရှိဘူးဆိုလိုတာကတော့မကုသိုလ်ဆိုတဲ့တံမြာရည်ကိုမညှစ်နိုင်သေးသမျှကတော့ကိုယ်နှလုံးသားသောကဗန္ဒိုင်ထဲမှာအပူတွေမကင်းစင်နိုင်သေးဘူးကိုယ်နှလုံးသားအချင်းပြည့်ငြိမ်းနေတဲ့ဒုက္ခဗန္ဒိုင်မဖြစ်နိုင်သေးဘူးဒါကြောင့်ပြန်ဆိုလိုက်ပါဦးတဏှာကင်းကစိတ်အေးမြသောကလွင်ပြောက်သည်အခန်းဆက်အတိုးအောင်အမှန်လိုက်မှအကျိုးဆောင်ဗန်ဒိုင်တော့ကဗန်ဒိုင်မဖြစ်အောင်ဆိုပြီးတော့ဘလုံးလုံးရမယ်ဆိုတာသိရှိသွားပြီမို့လားတော့ကရဲ့အကြောင်းရင်းကိုဖယ်ရှားလိုက်ရုံပဲတော့ကတွေဘာကြောင့်ဖြစ်ရလဲဆိုတော့တော့ကတွေကတဏှာကြောင့်ဖြစ်တာတော့ကမဖြစ်ခြင်းဖြစ်နေတဲ့တဏှာတွေနဲ့ဖြစ်နေတဲ့တော့ကတွေနဲ့သက်ဆိုင်တဲ့တဏှာတွေကိုဖယ်ရှားလိုက်အဲဒီတဏှာတွေကလည်းသိကိုလှည့်ပတ်တတ်တယ်တဏှာဖြစ်နေပါလေနဲ့တဏှာဖြစ်နေတယ်လို့ကိုမထင်ရအောင်တဏှာဖြစ်နေတယ်လို့ကိုမတတ်မှတ်အောင်မလို့စကလုံးလှလှလေးတွေနဲ့တဏှာပိုင်ရှင်ကိုလှည့်ပတ်တတ်တယ်မေတ္တာဆိုတဲ့စကားလုံးလေးတွေတန်ရောစဉ်ဆိုတဲ့စကားလုံးလေးတွေစကားလုံးလေးနှလုံးကတော့တဏှာရဲ့အသုံးဆုံးစကားလုံးလေးတွေပါပဲကဲနတ္ထိတဏှာတမာနရီတဲ့ကဲတဏှာနဲ့တူတဲ့မြေကရှိကိုမရှိတော့ဘူးဆိုတော့ပြီးတော့မြတ်စွာဘုရားရှင်ကလည်းဒီလိုမျိုးဟောထားတာပဲကိုယ်ကောက်တတ်တဲ့မြစ်တွေမှာတဏှာလားကောက်ကိုတဲ့မြေကရှိကိုမရှိဘူးတဲ့ဒီနေရာမှာကောက်ကိုတယ်ဆိုတာလှည့်စားတာတဏှာကလည်းလှည့်စားတတ်တယ်မေတ္တာဆိုတဲ့နာမည်လေးနဲ့လှည့်စားလိုက်တန်ရောသင်းဆိုတဲ့နာမည်လေးနဲ့လှည့်စားလိုက်အကျဉ်းသားဆိုတဲ့ဝေါဟာရလေးနဲ့လှည့်စားလိုက်သမုဒယဆိုတဲ့အနုအလလေးနဲ့လှည့်စားလိုက်ဓစိအမျိုးမျိုးကပ်ပြီးတော့ကိုတဏှာကအမျိုးမျိုးကိုလှည့်စားနေတာတဏှာကလှည့်စားလို့တဏှာရှိတဲ့ပုဂ္ဂိုလ်ကလည်းတခြားတဏှာရှိတဲ့ပုဂ္ဂိုလ်ကိုလှည့်စားပဲကလိန်ကကြစ်လှုပ်တဲ့သူကကိုစီးပွားရေးလုပ်ငန်းကိုကလိန်ကကြစ်စီးပွားရေးလုပ်ငန်းဆိုပြီးတော့ဘယ်သူကနာမည်တက်မလဲကလိန်ကကြစ်လုပ်ငန်းစုလို့ဆိုပြီးတော့ဘယ်သူမှနာမည်မတက်ဘူးနော်ကဲသူများကိုကလိန်ကကြစ်လုပ်မယ်မှတ်သိရင်ဘယ်သူက share လာထည့်တော့မလဲအဲ့တော့အကျိုးဆောင်လုပ်ငန်းဆိုပြီးတော့နာမည်တက်တယ်နော်အကျိုးဆောင်ဆိုတော့သူများအကျိုးဆောင်တာလားကိုအကျိုးပဲကိုဆောင်တာလားကိုအကျိုးပဲဆောင်သွားတော့ပဲကဲကိုအကျိုးပဲဆောင်သွားကြတော့လူတော်တော်များများထိကုန်ကြရင်မို့လားထိချက်ကတော့တောက်ကနေပဲမို့လားတဏှာကလည်းလှည့်စားသူတို့တဏှာရှိတဲ့လူတွေကလည်းလှည့်စားတယ်ကလိန်ကကြစ်လုပ်ငန်းဆိုတော့ပြီးတော့အမှန်တိုင်းနာမည်တက်လို့ရှိရင်ဘယ်သူက share မှထဲမှာမဟုတ်တော့အကျိုးဆောင်လုပ်ငန်းဆိုပြီးတော့လှည့်စားလိုက်တယ်အဲ့လိုအလှည့်စားခံရတဲ့သူတို့ share ရေးထည့်ကြတယ်ထည့်တဲ့ share တွေပြန်မရဘူးဆိုတော့လည်း
တဏှာရဲ့လှည့်စားမှုကြောင့်ရှယ်ယာထည့်မိလို့ပဲပြင်းမှုကိုပါနတ်မှုလို့ဆိုတဲ့တဏှာကလှည့်စားလိုက်တယ်ကိုယ်တိုင်အလုံးမလုံးဖ ೇನೆ အကျိုးမြတ်ရခြင်းနဲ့ဆိုတာပြင်းကြီးလို့ပေါ့အချောင်ရခြင်းလို့ပေါ့တနည်းအားဖြင့်ထည့်ထားတဲ့ရှယ်ယာတွေဆုံးသွားတဲ့ဆိုတာအတူကိုမှတ်တဲ့တဏှာကြောင့်ပေါ့အတူမှတ်လို့ရှိရင်အကျိုးပြတ်တယ်တနည်းအားဖြင့်ပြောရရင်တော့အတူမှတ်တော့အထိုးနဲ့ခံရတယ်ကဲဦးဇင်းတို့လေအကျိုးတော်လုပ်ငန်းလေးတစ်ခုတော့လုပ်နေပါတယ်ရွှေပါရမီအကျိုးတော်လုပ်ငန်းရှယ်ယာတွေထည့်ကြအောင်မလားဘယ်လောက်ထည့်မလို့ဦးဇင်းတို့ရွှေပါရမီအကျိုးတော်လုပ်ငန်းကတော့10တိုးပေးမှာပါတခြားအကျိုးဆောင်မှာတော့10တိုးပေးတာမျိုးရှိရလားကဲတရားနာပရိသတ်များထည့်ရမယ်ရှယ်ယာကတော့တခြားမဟုတ်ပါဘူးတတိပါတတိဆိုတဲ့ရှယ်ယာလေးတာထည့်လိုက်ပါ100ရာခိုင်နှုန်းပြည့်ပြည့်တတိစစ်စစ်လေးပေါ့တတိလေးကလည်း100ရာနှုန်းပြည့်တတိစစ်စစ်လေးဖြစ်ရမယ်တတိရောင်ဆောင်သွားတဲ့အယုတ်ဖတ်တွေတော့မဖြစ်ရဘူးအမှတ်တင်ညာနာမည်တက်တဲ့တတိလေးလည်းမဖြစ်ရဘူးတတိစစ်စစ်နဲ့100ရာခိုင်နှုန်းတိတိတတိအဲ့လိုတတိစစ်စစ်ထည့်လိုက်ပြီးဆိုလို့ရှိရင်ဦးဇင်းတို့ရွှေပါရမီအကျိုးဆောင်က10တိုးရမယ်ဒါနသီလဘာဝနာအပါစယနာဝေယဝိသပတ္တိဌာနပတ္တာနုမောဒနာဓမ္မတဝနာဓမ္မထေသနာဒိဋ္ဌိစုကမ္မဒီလိုအပြင်ပုံညာကရိယာဝတ္ထု10ပါးဆိုတာရှိတယ်ဒီလိုတတိစစ်စစ်ရှိလို့မလို့အဲ့ဒီကုသိုလ်10ပါးရသွားတာမျိုးက10တိုးရရှိသွားတာမျိုးပဲတတိလေးတာရှိရဆိုအဲ့လိုကုသိုလ်လေးအားရဖို့ရတယ်နော်ဘလို့အာယုံလေးနဲ့ပဲတွေ့တတိလေးနဲ့ပဲရှိနေရဲဆိုလို့ရှိရင်ဒါနဖြစ်ကြခြင်းနေဆိုလို့ရှိရင်ဒါနလေးဖမ်းပြီးတော့ပြုသွားလိုက်တယ်ဖမ်းပြီးတော့ပြုတယ်ဆိုတာကမွန်ပြည်နယ်ကအသုံးနဲ့အသုံးလေးနဲ့ပြောလိုက်တာပါဘုန်းကြီးတစ်ပါးနဲ့ကြုံကြိုက်လို့စွန့်ကပ်ဖြစ်တယ်ဆိုလို့ရင်ဘုန်းကြီးတို့တွေ့စွန့်ဖမ်းကပ်လိုက်တယ်လို့ပြောတယ်ကိုလမ်းဘေးမှာခွေးပိန်လေးတစ်ကောင်တွေ့တယ်ဆိုလို့ချင်းသတိရှယ်ဟာမရှိတဲ့ပုဂ္ဂိုလ်ကတော့ခွေးကလည်းပိန်ညောင်နေရပဲစက်တီကိုမရှိဘူးဆိုတော့ဒေါသရဖြစ်နေမှာသတိရှယ်ဟာဝင်ထားတဲ့ပုဂ္ဂိုလ်လေးကြောင့်ခွေးပိန်လေးမြင်တယ်ခွေးလေးငတ်နေတယ်အရက်ဆန်နေမှာပေါ့ငါကားပေါ်မှာပါလာတဲ့ငါလက်ထဲမှာပါလာတဲ့မုတ်လေးချကျွေးလာအောင်ပါပဲနီးဆိုင်ရာဆိုင်ရာထမင်းတုတ်ဝယ်ပြီးတော့ချကျွေးနေအာဟာရဒါနပြုလာအောင်ပါပဲဆိုပြီးတော့ဒါနဖမ်းပြုပြသွားတယ်ကဲဒါနပြုပြသွားတယ်တတိရှယ်ဟာကြောင့်မလို့ဒါနကုသိုလ်တိုးသွားတော့တာပေါ့ချင်းလေးလာခဲ့တဲ့ဆိုရင်တတိရှယ်ဟာမထားတဲ့ပုဂ္ဂိုလ်ကဖြတ်ကနေနဲ့ရိုက်ထည့်တယ်တတိရှယ်ကထည့်ထားတဲ့ပုဂ္ဂိုလ်ကျတော့မရိုက်ဖြစ်တော့ရိုက်ချင်းစိတ်ပေါ်လာတော့မှဖြစ်လေရဘောအသက်တူတတ်တယ်ယောဂများတတ်တယ်ဆိုတော့ပြီးတော့တတိရပြီးတော့မရိုက်ဖြစ်တော့ဒါကတော့အနေဆုံးအဆင့်ပေါ့အဆင့်မြင့်သွားတဲ့ပုဂ္ဂိုလ်ကြောင့်ငါမှလည်းအသက်နဲ့ချင်းမှလည်းအသက်နဲ့ငါမသေးခြင်းသလိုချင်းလည်းသေးခြင်းမှမဟုတ်ဘူးဆိုရင်ကိုယ်စင်းစာတရားနဲ့မရိုက်တော့ဘူးအဆင့်မြင့်ဆုံးကတော့သောတာပတ္တိမတ်နဲ့သိက္ခာပုဂ္ဂိုလ်ကျူးလွန်မဲ့တဏှာတွေကိုပဲ့တတ်ထားပြီဆိုလို့ရှိရင်ချင်းကြိုက်ပင်မဲ့ရိုက်ချင်စိတ်ကလုံးဝမပေါ်တော့လို့မလို့မရိုက်ချင်တော့ဘူးကဲရိုက်ချင်စိတ်ကိုပေါ်ကိုမပေါ်လို့မလို့မရိုက်တော့တာအကောင်းဆုံးပဲရိုက်ချင်မှလည်းနဲ့ထိန်းချုပ်စောင့်စည်းထားတာဆိုတာလည်းမရှိတော့ဘူးဒီလိုပဲကုသိုလ်ကိစ္စတိုင်းမှာတတိကလည်းပဲအစင်းစင်ရှိတာပဲလောကီကုသိုလ်နဲ့တွဲနေတဲ့တတိလောကုတ္တရာကုသိုလ်နဲ့တွဲနေတဲ့တတိစတဲ့အပြင်ပေါ့ရွှေပါရမီအကျိုးတော်လုပ်ငန်းဆိုလို့လည်းဥစဉ်နဲ့ထိုင်ရိုက်ဆိုင်နေတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့သာသနာတော်ကြီးကရွှေပါရမီအကျိုးတော်လုပ်ငန်းကြီးပဲဘုရားရဲ့သာသနာတော်ဆိုတာရွှေလိုအဖို့တန်တဲ့ပါရမီတွေဖြန့်ဝေပေးနေတယ်ရွှေလိုအဖို့တန်တဲ့ပါရမီတွေတိုးပွားတဲ့တိုးပွားအောင်အကျိုးဆောင်ပေးနေတဲ့လုပ်ငန်းကြီးဥစဉ်အနေနဲ့ကဟောပြောနေခြင်းရေးသားနေခြင်းဘုရားအဆုံးအမတွေကိုမျှဝေပေးနေတာကလူတွေကိုကုသိုလ်တွေပါရမီတွေတိုးပွားတဲ့တိုးပွားအောင်ရွှေလိုအဖို့တန်တဲ့ပါရမီတွေပြည့်တဲ့ပြည့်အောင်လုပ်ပေးနေတာဖြစ်တယ်ရွှေပါရမီအကျိုးဆောင်လုပ်ငန်းကိုဥစဉ်လုပ်နေလို့ပြောလို့ခဲ့တာတရားအသည့်ဖြန့်ဝေပေးနေတာဒီပဲလေရွှေပါရမီအကျိုးဆောင်လုပ်ငန်းကိုလုပ်နေတာပဲ10ရာခိုင်နှုန်းအတိုးကြီးဆိုတာလည်းပုံညာကတိယဝတ္ထု10ပါးကိုပြောလို့ရတယ်ပါရမီ10ပါးလို့လည်းပြောလို့ရတယ်ဒါနသီလနိက္ခမပညာဝရိယခန္တီသစ္စာအဋိဌာနမေတ္တာဥပေက္ခဒီလိုအပြင်ပေါ့ပါရမီ10ပါးအတိုးတွေလည်းရရှိတယ်တတိစစ်စစ်သားရှိရင်ဘယ်အာယုနဲ့ပဲတွေ့ဘလို့ဖြစ်ပြနေပဲကြုံပါရမီ10ပါးဆိုတဲ့10ရာခိုင်နှုန်းအတိုးကတော့ရပြန်တာပဲဒါဖြင့် share ထည့်ကြမလားလက်ငယ်မယ်နော်လက်ငယ်စနစ်ပဲလိုချင်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်သာသနာတော်ထဲမှာရင်းနှီးမြုပ်နှံလိုက်ကြတယ်မှာအတူက10ရာခိုင်နှုန်းမကပါဘူး100ရာခိုင်နှုန်းလည်းမကပါဘူးနားလည်လို့အောင်မလို့ရာခိုင်နှုန်းနဲ့ပြောရတာ100ရင်းထားပေမဲ့တသိန်းလည်းရနိုင်တယ်တသန်းလည်းရနိုင်တယ်တကယ်လည်းရနိုင်တယ်ဂရေပေါင်းတန်းချီပြီးတော့လည်းရနိုင်တယ်ညောင်စိမ့်လောက်လှူရင်းနဲ့လည်းညောင်မီကြီးလောက်ရတယ်ဆို10ရာခိုင်နှုန်းကလို့လားမကတော့ဘူးနော်ဘယ်နဲ့ရာခိုင်နှုန်းလို့ပြောလို့မရဘူးအနန္တရာခိုင်နှုန်းလို့ပဲပြောရမယ်ကဲအနန္တအတိုးလို့ပဲပြောရမယ်တက္ကိဏဝိပင်ကတုတ်တံမှာပါတယ်မြတ်စွာဘုရားရဲ့ဇဂလုံးတိုင်းပြောရမယ်ဆိုလို့ရှိရင်တော့အသိချေရာခိုင်နှုန်းလို့ပြောရမယ်အသိချေအတူပေါ့ရေတွက်လို့မရတဲ့အတူလေးကိုရမှာအဲ့ဒီတုတ်တံထဲမှာနောက်ဆုံးဇလုံးတိုင်းမှာပြောရမယ်တော့အပမေယရာခိုင်နှုန်းလို့ပြောရမယ်အပမေယအတူပေါ့နိုင်ရှင်လို့မရတဲ့အတူတွေရမှာအသိချေရဆိုတာမရေတွက်နိုင်တာရှင်းတွက်လို့ကိုမရနိုင်တော့တဲ့အကန့်အသတ်တွေများပြန်ပါအပမေယဆိုတာကမနိုင်ရှင်နိုင်တာနှိုင်းရှင်လို့ကိုမရနိုင်တဲ့ဒီကြီးမားကျပြန်တာအသင်ချေရအတိုးဆိုတာအကန့်အသတ်မဲ့အတိုးအပမေယအတိုးဆိုတာကအနိုင်စားမဲ့အတိုးဒီလိုအကန့်အသတ်မဲ့အနိုင်စားမဲ့အတိုးလေးလိုချင်လို့ရှင်တော့ဗုဒ္ဓမြတ်စွာသာသနာတည်းဟူသော
ဝိနည်းတတော်ဝါတွေအကျိုးကိုတကယ်တမ်းဆောင်ရွက်ပေးနေတဲ့မဟာအကျိုးဆောင်လုပ်ငန်းကြီးမှာ share တွေအများကြီးထည့်တင်တယ်တတိကတော့အဓိကပဲတတိ share သာထည့်လိုက်ပြီဆိုလို့ရှိရင်တော့တရားတို့ဝရိယတို့တမာတိတို့ပညာတို့ကျန်တဲ့သူတော်ကောင်းတရား share တွေကလည်းအကုန်လုံးပါလာတော့မှာပဲညဆိုဘုရားရှင်ကပုံနာကြီးကိုတရားဟောတာပုံနာကြီးကပြောတဲ့အချက်လက်တွေပုံနာကြီးကပြောတဲ့အကြောင်းအရာတွေနဲ့ပဲပြန်ဟောတာပဲတရားဆိုတာကသူ့ညာနဲ့သူဟောရတယ်တချို့တရားတွေကျတော့ကိုယ်စကားလုံးနဲ့ကိုယ်သိချပြောရတာအတိရှိတယ်တချို့စကားလုံးတွေကျတော့ဝိနည်းပရိသတ်တွေနဲ့ဆက်ဆက်ပြီးတော့ပြောရတာရှိတယ်ကဲခုဘဟုတေတပုံနာကြီးကိုမြတ်စွာဘုရားဟောတာကြောင့်သူပြောတဲ့စကားလုံးတွေနဲ့ပဲပြန်ဟောတာဦးဇင်းတို့တရားဟောတဲ့ခါလဲဒီလိုပဲကိုယ်စကားနဲ့ကိုယ်အလွန်ဟောရတယ်လက်ရှိတယ်တခါတကမှရှောက်တဲ့စကားနဲ့ပြန်ပြီးတော့ဟောရတယ်လက်ရှိတယ်အခုလောလောဆယ်အကျိုးတော်လုပ်ငန်းတစ်ခုမှာတော့ share ထည့်ပြီးလို့ကိုယ်ငွေတွေဆုံးရှုံးပြီးတော့ပူပန်တော့ကဖြစ်နေတာတော်တော်များနေလို့မလို့သာသနာတော်အကျိုးတော်လုပ်ငန်းတို့တတိ share တို့အသိချေတိုးဖို့ဆိုတဲ့ဒီလိုစကားလုံးလေးတွေနဲ့တရားဟောရတာဘုရားဟောတရားတော်ပဲလူတွေရဲ့ရင်နဲ့လက်တလောခံစားနေရတဲ့ဟောပေးရတာပါယူရလို့ရှိရင်တော့ရပါလိမ့်မယ်ဆင်ကျင်တတ်ရင်တော့တော့ကတွေငြိမ်ပါလိမ့်မယ်ကဲဒါလေးကတော့အခန်း19နဲ့အခန်း18အနေနဲ့ဆရာတော်ဘုရားရေးသားမြောက်ပေးခဲ့တာကိုကျွန်တော်တို့ကတဆင့်ပြန်နေပြီးတော့ဖတ်ရှုမြောက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ရွယ်ဖန်မြောက်မှုလိုအပ်ချက်ကြောင့်မလို့အမှားယွင်းလေးများပါသွားခဲ့တယ်ဆိုလို့ရှိရင်လည်းကလေးကားတို့ကပဲသိခံပြီးတော့နားလည်ပြီးပါလို့မေတ္တာရက်ခံတောင်းပန်ပါတယ်အချိန်ပေးပြီးတော့လိုက်ပါနာစဉ်ကလေးရင်းနဲ့အနားယူပေးခဲ့ကြတဲ့တော်လန်ကလေးကားတအူးတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ရဲ့နှွေဦးအဖန်ဝိုင်းတော်သားများကကျေးဇူးတင်ပါတယ်ခင်ဗျာကလဘာရွယ်လေးကိုစားပြီးတဲ့ကံကောင်းခြင်းတို့တဲ့ကလေးကားတို့နဲ့ထထူးထမ်းများရှိနေနိုင်ကြပါစေလို့ကျွန်တော်တို့အဖွဲ့သားများကဆန္ဒပြုစုမွန်တောင်းပေးလိုက်ပါတယ်ဆရာတော်ဘုရားလည်းပဲသာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်လွယ်ကူကူနဲ့တည်ဖို့ထမ်းရွက်နိုင်ပြီးတော့ဘဟုတုဒသုဒရတနတ်ပြားကိုပေးစွမ်းနိုင်မယ်အနုရတတွေကိုလည်းများစွာရေးသားမြောက်ပေးနိုင်ပါစေလို့ဘုရားတပည့်တော်တို့ဆန္ဒပြုစုမွန်တောင်းပေးလိုက်ရပါတယ်ဘုရားဟုတ်ကဲ့တော်လန်နေစေနေ့ရက်များပါခင်ဗျာ